အမုန်းရညိုတွေနဲ့ရှင်သန်ရတာကိုကြိုက်တဲ့သူရဲ့လို့လောကမှာရှိမယ်မထင်ပါဘူးနေ့စဉ်လူမှုပေါင်းသင်းဆက်ဆံရေးမှာအစဉ်ပြေတာရှိသလိုအစဉ်မပြေတာနဲ့လည်းကြုံရတာသဘာဝပါအစဉ်မပြေတာနဲ့ကြုံရတဲ့အခါအဲ့ဒီပေါ်မှာမကျေနပ်မှုဒေါသဆိုတာဖြစ်လာတယ်ဒီအမျက်ဒေါသဟာပြေပြောက်မသွားပဲကိုယ်စိတ်ကိုအထက်ထက်ရစ်ပတ်နှောင်ဖွဲ့တာကိုအမုန်းရညိုလို့ခေါ်တာပါကိုမကျေနပ်တဲ့သူကိုတခုခုပြန်ပြီးမတုံ့ပြန်ရမချင်းအမျက်ဒေါသကိုမစွန့်လွတ်နိုင်တော့ဘူးဒေါသဟာမိပါအင်မတန်မှပူလောင်တယ်နှလုံးသွေးတွေပုတ်ပွက်ဆူထိပူလောင်တယ်ဆိုတာဒီဒေါသပါပဲဒီအပူမိကိုအမြဲတမ်းရင်ဝယ်ပိုက်ထားရတဲ့သူရဲ့ဘဝဟာဘယ်လောက်ပူလောင်လိုက်မလဲစဉ်းစားကြည့်တဦးပေါ်တဦးရန်ညိုထားမိရင်အရင်ဆုံးပူလောင်ရတာကိုပါပဲရန်ညိုတွေရှိနေတဲ့သူမှာတဦးနဲ့တဦးချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေရခြင်းဆိုတာမရှိတော့ပါဘူးစားလေဒီစိတ်သွားလေဒီစိတ်နဲ့ကိုယ့်ဘဝအတွက်ကောင်းရာကောင်းကြောင်းကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေကိုလည်းဘာတစ်ခုမှမဆောင်ရွက်နိုင်တော့ပါဘူးအမုန်းရန်ညိုဟာမိတော့ဆိုရင်သူ့ကိုတောက်လောင်နေစေတဲ့လောင်စာတွေဟာဘာတွေလဲဒီလူဟာငါ့ကိုလူပုံအလဲမှာဒေါသတကြီးဆဲဆိုဦးတယ်အော်ဟစ်ကြိမ်မောင်းဦးတယ်ဒီလူဟာငါ့ကိုထိလက်ရောက်ထိုးကြိတ်ဖူးတယ်ကန်ကြောက်ဖူးတယ်ရိုက်နှက်ဖူးတယ်ဒီလူဟာငါ့ကိုအနိုင်ကျင့်ဖူးတယ်ငါနှိမ်ပါစဉ်တော့ကနိုင်တက်စီးနဲ့လှုပ်ဖူးတယ်စကနိုင်လူရမှာစီးဖို့ပြောဆိုပြီးအနိုင်ယူဖူးတယ်အမှုရင်ဆိုင်ရာမှာမတရားသက်သေတွေနဲ့အနိုင်ယူဖူးတယ်ဒီလူဟာငါပိုင်တဲ့ပစ္စည်းဥစ္စာကိုအတင်းအဓမ္မလူရဲ့ယူငင်မှုတယ်အဲ့ဒီအတွေ့တွေဟာအမုန်းရန်ညို့ကိုတောက်လောင်စေတဲ့လောင်စာတွေပါပဲဒီအတွေ့တွေကိုလဲဥကိုတေးလွန်ကျိုးနဲ့အဖန်ဖန်ထက်ထက်ရစ်ပတ်နှောင်ဖွဲ့တယ်လို့ရစ်ပတ်နှောင်ဖွဲ့ထားမိတဲ့အခါမှာဒီအမုန်းရန်ညို့တွေဟာဘလို့မှမပြေပြောက်နိုင်တော့ပါဘူးဒီအမုန်းရန်ညို့တွေကိုဖြေဖျောက်ဖို့ဆိုရင်ကိုယ့်ရဲ့မကျေနပ်မှုတွေကိုအတက်နိုင်ဆုံးမေ့ထားပါထက်ကနှလုံးမသွင်းမိပါစေနဲ့ကိုကကြီးမှန်တယ်လို့မတွေးပဲအကြောင်းရှိလို့အကျိုးဖြစ်တယ်လို့ဆင်ခြင်ပါဒီလိုလုပ်တာကိုမကြိုက်ကြောင်းကိုတစ်ဖက်လူကိုပုံမှန်လင်းလင်းပြောပြပါဒီလိုနီလန်းနေနဲ့ဖြည့်ရှင်းလိုက်မယ်ဆိုရင်လောင်စာမရှိတဲ့မိဟာငြိမ့်သက်သွားသလိုအမုန်းရန်ညို့တွေကလည်းပဲငြိမ့်သက်သွားပါလိမ့်မယ်အမုန်းရန်ညို့တွေကင်းပြီးပျော်ရွှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ကြပါစေ